မကြခင်မှာပိတ်ရက်တွေလည်းဆက်တော့မှာဆိုတော့ကြံမဝူးရတာလေးစုပြီးတော့ကိုယ့်ရဲ့အခန်းထဲမှာ projector လေးကောင်းကောင်းတစ်လုံးထည့်ဖို့စဉ်းစားနေရဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ဆက်ကြည့်လိုက်ပါအခုမိတ်ဆက်ပေးမယ့် projector လေးက Chialex C10N ဆိုတဲ့ model လေးဖြစ်ပြီးတော့2026မှာ latest အဖြစ်ဆုံး projector လို့ပြောလို့ရတယ် Google TV OS ဖြစ်တာကြောင့်ထည့်သုံးလို့မရတဲ့ software ဆိုတာလုံးဝမရှိဘူး screen size အနေနဲ့ဆိုရင်လည်းလက်မ40ကနေပြီးတော့လက်မ120ထိကိုချဲ့ပြီးတော့ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ဒီ projector လေးကအလင်းအားအနေနဲ့ဆိုရင် Lumen 320 NSI power မှာဖြစ်ပြီးတော့ LCD panel ကိုသုံးထားပြီးတဲ့အတွက် color ဘိုင်းမှာတော့လောဆိုတောက်နေတာနော် resolution ကလည်း1080p native ဖြစ်တဲ့အတွက်ကြည်တောက်ရှင်းရတာကိုခန်းစားနိုင်မှာပဲဖြစ်ပါတယ် speaker ပါပြီးသားဖြစ်တဲ့အတွက်တာမန်ရုပ်ရှင်ကြည့်တာတို့ဘောလုံးပွဲကြည့်တာတို့ကိုယ့်ရဲ့အခန်းထဲမှာသုံးမယ်ဆိုရင်တော့လုံလောက်တဲ့ speaker တစ်ခုဖြစ်ပြီးတော့အပြင် speaker တွေနဲ့ထပ်ပြီး join နေတယ်ဆိုရင်လည်းသူ့မှာ audio out ပါဝင်တယ်လို့ bluetooth speaker တွေနဲ့ပါချိတ်ပြီးတော့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ် Android version ဖြစ်တဲ့အပြင် Google TV OS ဖြစ်တာကြောင့်ဖုန်းအနေနဲ့ screen mirroring လုပ်တဲ့အခါမှာလည်း Android iOS Windows MacBook ဘယ် platform မဆိုချိတ်ဆက်ပြီးတော့ screen mirroring လုပ်ပြီးတော့အသုံးပြုလို့ရတယ် site အနေနဲ့ဆိုရင်လည်း portable site ဖြစ်တာကြောင့်ကိုယ့်အခန်းထဲမှာပဲသုံးတော့တကယ်နေသွားလေတဲ့အခါကိုယ့်ရဲ့အိတ်ထဲကိုပဲထည့်သွားလုံးဝကိုတည်သွားတယ်လာလို့ရတဲ့ portable design လေးပဲဖြစ်ပါတယ် project နဲ့ပတ်သက်ပြီးတော့ကိုကအတွင်းပိုင်းကိုလေ့လာခြင်းနဲ့ service တွေပါလုပ်ချင်တယ်ဆိုရင်လည်းကိုယ်တိုင် service လုပ်လို့ရနိုင်မယ် screw driver လေးတစ်ခုလည်းပါသေးရနော်ဒီ projector လေးကိုအခုချိန်ဝယ်ထားမယ်ဆိုရင်တော့ The Jam promotion အနေနဲ့ April 10 ရက်နေ့မတိုင်ခင်ဝယ်မဲ့သူတွေအတွက်ဆိုင်ရှင်းနှစ်ပြည့်အထိမ်းအမှတ် 8% discount နဲ့ဝယ်ရရှိနိုင်မှာဖြစ်ပါတယ် projector ဝယ်ဖို့စဉ်းစားထားတဲ့သူတွေရှိရင်တော့အခုပြထားတဲ့ဖုန်းနံပါတ်လေးမှာဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ဆိုင်အောင်ကိုယ်တိုင်ကိုကြလာရောက်ဝယ်ခြင်းတဲ့ customer တွေအတွက်လည်း April 10 ရက်နေ့မတိုင်ခင် promotion နဲ့အတူ short ဈေးတွေပိုင်ဆိုင်နိုင်ဖို့ရန်ကုန်နဲ့မန္တလေးမှာအခုပြထားပေးတဲ့လိပ်စာတွေအတိုင်းလာရောက်ပြီးတော့ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်